ကျမရဲ့အမေကပေါ့ပေါ့ပါပါပဲကျမရဲ့ပကံထဲကိုပင်လယ်စာတစ်ခုထည့်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမချက်ချင်းပဲတောင်းတင်းသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျမငငယ်တုန်းကပင်လယ်စာတစ်လုံးစားမိုံနဲ့တင်ဆေးရုံတင်ခဲ့ရဘူးလို့ပါအဲ့ဒီနေ့ကစပြီးပင်လယ်စာဆိုတာကျမတို့ရဲ့ထမင်းဝိုင်းပေါ်မှာဘယ်တော့မှထပ်ပြီးပေါ်မလာခဲ့တော့ပါဘူးကျမရဲ့တန်တရားကိုစမ်းသပ်ဖို့အတွက်ကြက်ဥတစ်လုံးကိုအခန်းထဲယူသွားပြီးစားပြခဲ့ပါတယ်ဒါပေမဲ့အမေကကျမကိုမတားခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲကျမရှိကအမျိုးသမီးဟာအတူအယောင်တစ်ယောက်ဆိုတာကိုပို့ပြီးတေချာသွားခဲ့ပါတော့တယ်ကျမအခန်းထဲပြန်ရောက်တဲ့အခါမှာတော့အမေကကျမအတွက်ဆွဲဆောင်မှုရှိတဲ့အဝတ်စားတစ်ခုဝယ်ပေးထားတာကိုတွေ့လိုက်ရပါတယ်အမြဲတမ်းရိုးရိုးရင်ရင်ပဲဝတ်တက်တဲ့ကျမအမေကဘာဖြစ်လို့ရုတ်တရက်ကြီးကျမကိုအခုလိုဝတ်စေချင်ရတာလဲဆိုတာကျမနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်အမှန်တရားကိုသိနိုင်ဖို့အတွက်ကျမသူမကိုရိပ်မိအောင်မလုပ်ခဲ့ပါဘူးအဲ့ဒီအစားပထွေးဖြစ်သူကိုပဲဒီအကြောင်းလှုပ်ဝက်ပြီးပြောပြခဲ့ပါတယ်ဒါပေမဲ့ကျမဘလောက်ပဲ message တွေပို့သူကတော့တခါမှပြန်မဖြေခဲ့ပါဘူးကျမရဲ့စိတ်မလုံခြုံမှုတွေကပိုပြီးကြီးထွားလာခဲ့ပါတယ်တကားကိုဖွင့်လိုက်တဲ့အခိုက်အတန့်မှာပဲအနီရောင်ကောင်ဝတ်ထားတဲ့အမေဟာအဲ့ဒီမှာမတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတယ်သူမကကျမအတွက်တတိအချို့ယူလာပေးတာလို့ပြောပြီးသူမဝယ်ပေးထားတဲ့အဝတ်စားသစ်တွေကိုကြည့်ကျင်တယ်လို့ပြောပါတယ်သူမကတတိပန်းကိုချထားပြီးပြန်ထွက်သွားခါနီးမှာအခန်းထဲမှာကြက်ဥခုံတွေမရှိတာကိုရုတ်တရက်သတိပြုမိသွားပါတယ်သူမကကျမရဲ့အမိုက်ပုံးကိုလှမ်းကြည့်တဲ့အခါမှာတော့ကျမရင်ခုန်တန်းတွေတုံရင်သွားပြီးချက်ချင်းပဲအန်ချင်အောင်ဆောင်လိုက်ပါတယ်အတန်းဖော်တွေနဲ့အရက်တောက်လာလို့ဘိုင်းမကောင်းဘူးလို့ကျမရှင်းပြလိုက်ပါတယ်အဲ့ဒီတော့မှပဲသူမရဲ့တန်တရားတွေရောပါသွားခဲ့ပါတယ်ကျမအိမ်ကနေထွက်ပြေးလာချိန်မှာရေခဲတက်တာတွေကနေအနီရောင်အရည်တွေစီးကြနေတာကိုသတိထားမိလိုက်ပြီးကျမရဲ့ကြောရိုးတဲ့အထိစိတ်သက်သွားအောင်ကြောက်လန့်သွားခဲ့ပါတယ်ဒါကြောင့်ကျမအဲ့ဒီအိမ်ကနေချက်ချင်းပဲထွက်ပြေးခဲ့ပါတော့တယ်မကြခင်မှာပဲအဖိုးဖြစ်သူရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်အမေအကြောင်းအမှန်တရားကိုအဖိုးကိုပြောပြတော့မယ့်အချိန်မှာပဲသူမဟာအဲ့ဒီကိုအရင်ရောက်နေပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာအဖိုးကလည်းအသက်ကြီးနေပြီဖြစ်လို့အမှန်တရားကိုသိသွားရင်သူ့ကိုပါအန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကျမသိလိုက်ရပါတယ်ဒါကြောင့်အဖိုးအိမ်မှာပဲတ냐အိပ်ဖို့ကျမဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အမေကတော့ကျမကိုပြန်ခေါ်ဖို့စွတ်အတင်းပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပထွေးဖြစ်သူဟာခီးကနေအစောကြီးပြန်ရောက်လာပါတယ်ကျမအတွက်တော့အသက်ကယ်ကျိုးကိုဆွဲကင်လိုက်ရတယ်လို့ခံစားလိုက်ရပါတယ်ကျမကအမေဟာအတူရောင်တစ်ယောက်ဖြစ်ကြောင်းသူ့ကိုပြောပြခဲ့ပါတယ်ကျမရဲ့စိတ်ဖိစီးမှုတွေပြေပြောက်ဖို့အတွက်သူကပိတ်ရက်မှာကျမကိုကစားကွင်းခေါ်သွားပြီးစိတ်လှုပ်ရှားစရာကစားနည်းတွေစော့ခိုင်းပါတယ်ကျမမင်းသက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ပထွေးဖြစ်သူဟာအခုလိုကစားနည်းတွေကိုသူကိုယ်တိုင်မစော့နိုင်ဘူးဆိုတာကိုတိတိကျကျသိထားလို့ပါအဲ့ဒီအခိုက်အတန့်မှာပဲကျမနောက်ဆုံးသိလိုက်ရတာကတော့ဒီအိမ်ထဲမှာဘယ်သူမှအစ်စ်မှန်မကြံတော့ဘူးဆိုတာပါပဲ